တခါကလဲတက်မှာလွန်စွာကျွမ်းကျင်လာတဲ့တောင်ပြင်တထေးသားဟာချောင်းကမ်းမှာနားနေတဲ့ဗျိုင်းတကောင်ကိုလေးနှင်ဖြစ်ပြီးယူဆောင်လာတယ်။လမ်းခရီးမှာတောင်ပြင်တထေးသားဟာမြောက်ပြင်တထေးသားနဲ့တွေ့လေတယ်။မြောက်ပြင်တထေးသားဟာတောင်ပြင်တထေးသားရဲ့လက်ထဲမှာကိုက်ဆွဲလာတဲ့ဗျိုင်းသေးကိုမြင်တဲ့အခါတောင်ပြင်တထေးသားကိုမလိမ့်တစ်ဖက်နဲ့ငွေရအောင်ဖန်လိုက်ဦးမယ်လို့မတရားရယူခြင်းတဲ့စိတ်တွေပေါ်လာတယ်။အဲ့ဒီနောက်မြောက်ပြင်တထေးသားဟာငိုယိုပြီးအတင်တောင်ပြင်တထေးသားအတင်ကျုပ်ဗျိုင်းကိုဘာလို့ပစ်တိုက်ရတယ်လဲကျုပ်ဗျိုင်းဟာရိုးရိုးတာမန်ဗျိုင်းမဟုတ်ဘူးကျုပ်ကိုကျုပ်ဗျိုင်းကတနေ့ရွှေစင်တစ်ချက်သားကြအန်ထုတ်ပေးနေကြဗျတင်အလျော်ပေးရမယ်ပျော်ပျော်ဆိုနဲ့တောင်ပြင်တထေးသားကိုတရားစွဲဖို့တရားရုံးတော်သို့ခေါ်ဆောင်သွားတယ်။တောင်ပြင်တထေးသားကလည်းဘာမှပြန်မပြောဘဲဂိမ်းသက်စွာနဲ့လိုက်ပါလာခဲ့တယ်။တရားရုံးတော်သို့ရောက်တော့အခါမြောက်ပြင်တထေးသားကသူ့ကိုတနေ့လျင်ရွှေတစ်ချက်သားအန်ထုပေးနေတဲ့သူ့ဗျိုင်းကိုတောင်ပြင်တထေးသားကလေးနှစ်ခွင်းလိုတေသွားတဲ့အတွက်လျော်ကြေးရော့လိုကြောင့်ယုံမင်းကိုရှောင်ထားတယ်။ယုံမင်းကတောင်ပြင်တထေးသားကိုမြောက်ပြင်တထေးသားပြောသွားတဲ့စကားအတိုင်းအတင်သူ့ဗျိုင်းကိုလေးနဲ့ပစ်သက်တယ်ဆိုတာအမှန်ပဲလားအရှင်ယုံမင်းခင်ဗျာကျွန်တော်မျိုးမြောက်ပြင်တထေးသားကိုမေးခွန်းတစ်ခုမေးခွင့်ပြုပါတထေးသားကဗျိုင်းကိုသူတက်တီမှာမှန်ကန်ကြောင်းဝန်ခံပြီးယုံမင်းကမီးစီလို့ခွင့်ပြုတယ်ဆိုရင်မင်းတောင်ပြင်တထေးသားကမြောက်ပြင်တထေးသားကိုအတင်မြောက်ပြင်တထေးသားတင့်ဗျိုင်းဟာတင့်ချံမှာတနေ့ရွှေစင်တစ်ချက်သားအန်ထုတ်ပေးနေတာဘလောက်ကြာရှိပြီလဲတောင်ပြင်တထေးသားရဲ့အမေးစကားကိုကြားတဲ့အခါနှစ်ကြိုင်လော်ကြီးမများရောက်မှာပဲလို့မြောက်ပြင်တထေးသားဟာတွေးမိသွားပြီးကျုပ်ထံဗျိုင်းကရွှေစိန်အန်ထုတ်ကေးနေတာတနှစ်တာမြရှိပါပြီအရှင်ယုံမင်းခင်ဗျာကျွန်တော်မျိုးဟာကျွန်တော်မျိုးရဲ့အင်ရွှေဝင်းချံအတွင်းမှာရွှေစိန်ကြက်ပြားတွေကိုပုံထားပါတယ်ဒီဗျိုင်းဟာကျွန်တော်မျိုးရဲ့ခြံဝင်းသေးကိုနေ့တိုင်းလာပြီးရွှေစိန်ကြက်ပြားပုံသေးကတနေ့ကိုတစ်ကြက်သားစီခိုးယူသွားပါတယ်ကျွန်တော်မျိုးကဗျိုင်းကို6လန့်ထောက်ပေးမယ်မရပါဗျိုင်းဟာနေ့တိုင်းလာပြီးရွှေစင်တစ်ကြက်သားစီခိုးယူခဲ့ပါတယ်ဒီတော့ဒီဗျိုင်းဟာကျွန်တော်မျိုးရဲ့ရွှေတွေကိုခိုးတဲ့တခိုးဗျိုင်းဖြစ်ပြီးမြောက်ပြင်တထေးသားဟာဗျိုင်းချီယူလာတဲ့ကျွန်တော်မျိုးရဲ့ရွှေတွေကိုလက်ခံတဲ့တခိုးလက်ခံပဲဖြစ်ပါတယ်ကျွန်တော်မျိုးဟာဂဏိမကျွန်တော်မျိုးရဲ့ရွှေတွေကိုခိုးတဲ့ဗျိုင်းကိုအသေးလက်ရဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်မျိုးထံမှတနစ်ကြာခိုးယူသွားတဲ့ရွှေစင်သုံးပိတ်တာ60ကျောင်းကိုမြောက်ပြင်တထေးသားကပြန်အလှော်ပေးတဲ့ကြောင်းနောက်ဆုံးမြောက်ပြင်တထေးသားဟာသူ့စကားနဲ့သူပိတ်မိသွားပြီးမငင်းတာတော့ပဲဖြစ်ထိုးညံကောင်းတဲ့တောင်ပြင်တထေးသားကိုလော်ကြီးအဖေရွှေစင်သုံးပိတ်တာပေးလျော်လိုက်ရတော့တယ်တဲ့ကွကလေးတို့ရေဒီပုံမြင်မှာတောင်ပြင်တထေးသားပြောတဲ့စကားကိုကောက်ပင်ရိပ်လီစကားလို့ခေါ်တယ်ကွကောက်ရိပ်သမားဟာကောက်ပင်တွေကိုလက်ထဲမှာမြဲမြံစွာစုပ်ကင်ပြီးမှမိမိတစင်နဲ့ရိပ်လီတယ်လို့ပဲတောင်ပြင်တထေးသားဟာလည်းမြောက်ပြင်တထေးသားရဲ့စကားကိုမြဲမြံစွာစုပ်ကင်ပြီးမှမိမိစကားနဲ့ရိပ်လီတယ်ဆိုတဲ့အဓိပ္ပာယ်ပဲပေါ့ကွကလေးတို့လည်းမြောက်ပြင်တထေးသားလို့သူတစ်ပါးပစ္စည်းကိုရယူလို့မှုနဲ့မိမိပြောလိုက်တဲ့စကားဟာမိမိကိုပြန်ပတ်မိလိမ့်မယ်လို့မတွေးမိပဲစကားကိုစဉ်းစားမစင်ကျင်ပဲအယမ်းကာရောမပြောမိဖို့နဲ့တောင်ပြင်တထေးသားလို့မိမိအပေါ်ကြောက်ရွံ့မဲ့အန္တရာယ်ကိုဘလို့ဖြေရှင်းရမယ်ဆိုတာခေါင်းအေးနဲ့စဉ်းစားပြီးတစ်ဖက်သားရဲ့စကားကိုစုပ်ကင်ကမိမိစကားနဲ့နင်းချေကြော်လွှားတတ်ဖို့လိုတယ်ကွညံကိုဘလို့လွှားသုံးရမယ်ဆိုတာစဉ်းစားဖို့အထူးလိုတယ်ကွပုံပြင်တဲကတောင်ပြင်တထေးသားလို့ဖြတ်ထိုးညံကောင်းတဲ့လူတော်ကလေးများဆွကြပါစေကွ